အပြစ်သွားလို့မိုးဆူလာတဲ့ခြေထောက်ကိုတေချာမတုပ်ရင်အနံဆိုးတွေအပြင်မှုရောဂါလည်းဖြစ်တတ်တယ်နော်ဒီနေ့ဗီဒီယိုမှာအဲ့အကြောင်းတွေပြပြမှာဖြစ်တဲ့အကြောင်းအဆုံးထိလိုက်ကြည့်ပေးပါမိုးရွာသည်လို့ဆူဆွပြီးဆူတိုင်းစာများတဲ့အချိန်မျိုးမှာအရေပြားယောဂတွေအရင်အဖြစ်များပါတယ်ဒီပြဿနာတွေကိုလွယ်လွယ်ကူကူနဲ့ကာကွယ်လို့ရပါတယ်ဖြစ်တဲ့ပြဿနာတွေကတော့ Achilles foot လို့ခေါ်တဲ့မှုရောဂါရဲ့ခြေထောက်အနှံဆိုးထွက်တာရဲ့ skin barrier တွေပြတ်ပြီးတဲ့အခါမှာအရေပြားပိုးဝင်ရောင်ရမ်းတာပါအထူးသဖြင့်တော့ကိုယ်ခံအားနည်းတဲ့သူနဲ့စီးကျိုသမားတွေမှာပို့ပြီးတော့သတိထားစေချင်ပါတယ်ဒါကြောင့်ဆရာအကြံပေးချင်တာကမိုးတွင်းမှာအပြင်သွားမယ်ဆိုရင်မိုးရင်းစီဖက်နှက်တွေညက်ဖက်နှက်တွေစီးစေချင်ပါတယ်ဘိုးဖက်နှက်တွေရှူးဖက်နှက်တွေကိုတော့ရှောင်စေချင်ပါတယ်တကယ်လို့ကိုကမဖြစ်မနေစီးရမယ်ဆိုရင်တော့တေချာအချောက်ခံပြီးမှပဲစီးစေချင်ပါတယ်မိုးဆူလာတဲ့ခြေထောက်တွေကိုကမီကအရင်မပါတဲ့စက်ပြားလေးနဲ့ဆေးပေးမယ်ခြေထောက်ကလေးတွေတုပ်တဲ့အခါမှာခြေချောင်းလေးတွေကြားတဲ့ကိုလည်းတုပ်ဖို့မမေ့ပါနဲ့နောက်ဆုံးတစ်ခုကတော့ skin barrier ကောင်းဖို့အတွက်ဆိုရင်တော့ lotion လုပ်ဖို့လည်းမမေ့ပါနဲ့နော်ကဲဒါဆိုရင်မိုးတွင်းမှာကိုခြေထောက်ကလေးကိုဘယ်လိုကျူးဆိုင်ရမလဲဆိုတော့သိသွားပြီလို့ဆရာယုံကြည်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဆုံပါအောင်မယ်ကျွန်တော်တော့ဒေါက်တာနိုင်ပါ